ဒီမှာတရေရှိလားမသိဘူးနော်ဒီရှေးဟောင်းပုံကြီးချောင်းတမိုင်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဝေါဒီပုံကြီးချောင်းအောင်မှာမင်းသမီးတောင်းပန်ကမြုပ်ထားတယ်အိုးရှေတောင်းကတူတပေါင်းဘီရင်ကမင်းသမီးတောင်းပန်လာကိုလက်ထပ်ဖို့စီစဉ်ထားတယ်ဒါပေမဲ့တူတပေါင်းဘီရင်နားမှာရှိတဲ့လူကအကုန်လုံးလိန်ပြောတယ်သူတို့ပြောတယ်တောင်းပန်လာကတကယ်လူမဟုတ်ဘူးသူကဘလူးမသူတို့ဘီရင်ကိုဘာလိန်ပြောတယ်ဆိုတော့တောင်းပန်လာကတရက်ထက်3ကပဲလာတယ်တပြင်းအချိန်ဆိုရုပ်ကဘလူးမနဲ့တူတယ်အဲ့ဒါလိန်ပြောပြီးတော့ဒါပေမဲ့တူတပေါင်းဘီရင်ကသူပြောစကားယုံတယ်ဒါနဲ့ဘီရင်ကတောင်းပန်လာကိုနင်ထုတ်တယ်နင်ထုတ်ပြီးတော့တောင်းပန်လာကယူအားတော့ထဲမှာသွားပြီးတော့သူတို့အရန်ဝါနေပြီးတော့ဆုံသွားတယ်ဒါနဲ့တောင်းပန်လာကဘလို့ဆုံသွားလဲဆိုတော့အသေးခွဲတော့ဆုံသွားတယ်ပျော်ရရတယ်ပြီးရင်တူတပေါင်းဘီရင်ကသူများကိုပြောရစကားမယုံတော့သူတွားရှာတယ်တောထဲမှာတွားရှာပြီးတော့သူတွေ့ခဲ့တယ်ဒါပေမဲ့အဲ့ချိန်တောင်းပန်လာဆုံသွားပြီအဲ့နေမှာသူတောင်းပန်လာကမြုပ်ထားတယ်လူတော်တော်များပြောတယ်တောင်းပန်လာဒီပုံကြီးချောင်းအောင်မှာမြုပ်ထားတယ်ဒါပေမဲ့မဟုတ်ဘူးခုနကကတော့အကုန်လုံးရှင်းပြတယ်အမှန်တကယ်တောင်းပန်လာဘယ်မှာမြုပ်ထားတယ်ဆိုတော့စင်မင်းဆွဲရွာမှာမြုပ်ထားတယ်ပြီးတော့သူနာမည်တောင်းပန်လာဘယ်လိုခေါ်လဲဆိုတော့သူကတရက်တွင်တောင်းကားပဲလာတယ်သူများကိုလိန်ပြောတာအခုတောင်းပန်လာတခင်မှာပြမယ်နော်တောင်းပန်လာဘာဖြစ်လို့တောင်းပန်လာလို့ခေါ်တယ်ပုံပြီးနောက်တစ်ခုရှိတယ်သူကတရက်ထဲမှာအလားသုံးမြုပ်လာတယ်ပြီးတော့သူ့ကိုနားနဲ့မဲ့တော့ခေါ်လို့မကြဘူးတခင်မလို့ခေါ်ပါမှာဒါနဲ့တမိုင်းလားတန်ရီလားမသိဘူးတော့ဘာဖြစ်ဖြစ်အရန်စိတ်ဝင်စားဖို့ကောင်းတယ်ဒီကနေ့တနေ့ကိုပြီးဒီဘက်ခေါ်လာတယ်နော်ဒါသုံးပန်လားပြေးပန်မှာဒီမှာကိုပြီးဗီဒီယိုရိုက်ထားတယ်ဟုတ်လားဒီတိုက်ကတော်တော်လေးရောလာဒါပေမဲ့မြင်လုံးပြီးတော့လုံးဝဖြစ်စီသွားတယ်ကိုပြီးပြန်လာတာအချိန်လေးဘယ်လိုလဲဆိုတော့ကြည့်ကြတယ်အထဲမှာကြာလာလို့တမရှိတယ်ဒီမှာကြည့်ဒီဟာအရင်ရှိတယ်ဒီငှက်တွေဟိုမှာတစ်ကောင်အဲနှကောင်ပဲရှိတယ်ဒီပြင်ဟာလုံးဝဖြစ်စီသွားပြီးတော့ဒီမှာခုပြန်ပြီးနှမျိုးလိုက်တယ်နော်ဟိုကိုပြီးခဲ့တဲ့နေ့လာပြီးတော့အရန်ကြိုက်တယ်ဒီတိုက်တော်လေးနှမျိုးတယ်နေရင်လုံးပြီးတော့ဒါပေမဲ့အခုပြောလို့မရအောင်လေသူဘလို့အယောင်ပါစိတ်တော့မလေးမသိတယ်ဩနေရလေးဒါကြတော့အပေါ်ကနေပြီးတော့အဟောင်းပြန်ပိုးလိုက်တာတိတ်ကနေပြီနော်ပြီးသွားရင်အထဲမှာဝင်တော့ရလာမရအောင်မသိဘူးဒါပေမဲ့သူ့ကိုရောင်းနေတယ်ဒါနဲ့ပြီးခဲ့တဲ့လာတယ်အခုဟိုသူတို့ပြင်နေတော့ပဲရှိတယ်အချိန်လာတယ်နောက်တစ်နေ့လာအောင်မှာပြီးသွားတဲ့အချိန်